မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေရှင်။ကျမရဲ့ဒေါက်တာခိုင် Essential Cherry Health YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမဒီနေ့ပြောပြဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ Delirium Acute Confusion ရုတ်တရက်စိတ်ရှုပ်ထွေးခြင်း၊ကြောင်ကတန်းဖြစ်ခြင်းယောဂလေးအကြောင်းကိုDementia နဲ့ဘာတွေကွာခြားလဲဆိုတာကိုပြောပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကြည့်လိုက်ကြရအောင်။ So the way they present เนาะဒီ dementia delirium ကိုသူတို့နှစ်ခုစလုံး presentation လုပ်ပုံကနည်းနည်းခက်ဆင်ဆင်ဘယ်လိုမျိုးလဲဆိုရင်သူက confusion နှစ်ခု condition နှစ်ခုစလုံးမှာဆိုရင်ဒီလိုတက်ကြီးအပိုင်းမှာဆိုရင်သူက confusion ကိုဖြစ်စေတယ်ဒါပေမဲ့သူတို့က different conditionဒီ condition နှစ်ခုကမတူပါဘူးအဓိကအရေးကြီးတာကတော့ delirium acute confusion ဖြစ်တယ်ဆိုရင်ဖြစ်မှန်းသိဖို့အတွက် diagnosis ရဖို့အတွက်ကအရင်အရေးဆိုတော့ကျမတို့ဆက်ပြီးကြည့်ကြရအောင်သူတို့ key differences တွေဒီ dementia နဲ့ delirium မှာဆိုရင်သူတို့ onset ချင်းနဲ့ကွာတယ်သူတို့ရဲ့ cause ပေါ့နော်ဖြစ်တည်မှုဖြစ်တဲ့အချိန်ကြာမြင့်မှုလည်းကွာတယ် consciousness the luna ရဲ့เนาะဒီလိုမျိုးသူတို့ရဲ့ alertness ပေါ့နော်သူတို့ရဲ့တက်ကြွမှုစိတ်အခြေအနေတွေနဲ့ခွာခြားတယ် reversibility လည်းမတူပါဘူးဒါပေမဲ့မိကွန်းတစ်ခုမေးစရာရှိတာက dementia ဖြစ်နေတဲ့လူနာမှာကော delirium မဖြစ်နိုင်ဘူးလားအဖြေကတော့ရှင်းပါတယ်ဖြစ်နိုင်ပါတယ်ရှင်ဆိုတော့ကျမတို့ကဘယ်လိုမျိုး delirium ကိုနားလည်ရမလဲဆိုတော့ delirium ဆိုတာ acute confusion ရုတ်တရက်အချိန်တိုတွင်းမှာဖြစ်လာတဲ့နော်စိတ်အခြေအနေပြောင်းလဲမှုနော်ဆိုတော့ရုတ်တရက်ဆိုတော့အချိန်ဆိုတာက hours to days ဖြစ်နိုင်ပါတယ်เนาะရုတ်တရက်စိတ်ကရှုပ်ထွေးလာမယ်ပုံမှန်အခြေအနေမဟုတ်တော့တာကိုစတင်ပြီးတော့ကျမတို့ caregiver ဒါမှမဟုတ်မိသားစုတွေကကိုယ့်ရဲ့เนาะမိဘဆွေမျိုးတွေမှာဖြစ်ပေါ်နေတဲ့ဟာကိုသိရှိရမှာဖြစ်ပါတယ်အဲ့တော့သူရဲ့ key features ပေါ့နော်ဒီ delirium acute confusion key features တွေကဘာတွေဖြစ်မလဲခုနပြောသလိုပဲရုတ်တရက်စိတ်အခြေအနေပြောင်းလဲလာမယ်စိတ်ရှုပ်ထွေးလာမယ်အချိန်ပိုင်းအတွင်းမှာရက်ပိုင်းအတွင်းမှာဖြစ်လာတာမျိုးဒါပေမဲ့အဓိကခွာခြားမှုဘာကိုသိရှိရမလဲဆိုရင်ဒီလိုမျိုးဖြစ်ဖို့အတွက်ကိုသူ့မှာဆိုရင် underlying ပေါ့နော်ယောဂအကြောင်းအခြေခံတစ်ခုခု condition တစ်ခုခုเนาะ medical condition ဖြစ်နိုင်တယ် surgical condition ဖြစ်နိုင်တယ်เนาะတစ်ခုခုရှိနေပြီဆိုတာကိုတော့ကျမတို့ကရှာဖွေတွေ့ရှိပြီးတဲ့အခါကျရင်အမြန်ဆုံးကုသမှုခံယူရမှာဖြစ်ပါတယ်ဆိုတော့ဘလို့ချောင်းဖြစ်နိုင်လဲဆိုတာမပြောခင်သူတို့မှာဆိုရင်အမျိုးအစားဘယ်နှခုရှိလဲဆိုတာစပြီးတော့ဆွေးနွေးကြရအောင်ပထမအမျိုးအစားကတော့ကျမတို့ hyperactive delirium လို့ခေါ်ရပါတော့သူ့မှာဆိုရင်ပုံမှန်ဖြစ်ဆို restless ဖြစ်တယ်เนาะသူကအရန်ကနာမငြိမ်နေဖြစ်မယ် agitation เนาะစိတ်တွေကအရန်စိတ်ဆက်ပြီးတော့ဒေါသတွေကြီးနေမယ်ပေါ့เนาะဒါပထမအမျိုးအစားဒုတိယအမျိုးအစားကကျတော့ hypoactive delirium ရုတ်တရက်ပေါ့เนาะလူကြီးမိဘတွေပေါ့ငြိမ်ကြသွားတယ်ပေါ့เนาะမနက်စာစားတဲ့ချိန်လည်းမစားဘူးနေ့လည်းစားလည်းမစားဘူးအရန်ယိုငြိမ်ပြီးတော့သူ့ကျင်အရန် drowsy ဖြစ်တယ်အရန်အိတ်ချင်နေတဲ့ပုံစံမျိုးအိပ်ပဲအိတ်နေတယ်ဒါဆိုရင်လည်းပုံမှန်နဲ့ပြောင်းလဲလာပြီဆိုတာကိုစတင်ပြီးတော့သိရှိပြီးတော့ကုသမှုအမြန်ဆုံးခံယူဖို့လိုပါတယ်တတိယအမျိုးအစားကတော့ miss type miss ဆိုတာကတော့သူကတချို့အချိန်တွေမှာဆိုရင်အရန်ငြိမ်နေပြီးတချို့အချိန်တွေမှာရုတ်တရက်ဒေါသကြီးပြီးတော့အော်ဟစ်တောင်းချမ်းတာမျိုးတွေအထိဖြစ်နိုင်ပါတယ်ဆိုတော့ဒီလိုမျိုးချိန်တွေဖြစ်ပြီဆိုရင်အမြန်ဆုံးဆရာဝန်နဲ့တွေ့ရှိပြီးတော့ဆေးရုံဆေးပေးကန်ဒါမှမဟုတ်အနည်းဆုံးနှီးစက်ရမှာကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်ဘလို့ယောဂအခြေအနေကဒီလိုမျိုး acute delirium လူကြီးတွေမှာဖြစ်စေနိုင်လဲဆိုရင်ဥပမာပေါ့ဒီ common ဖြစ်ဆုံးကတော့ infection ပေါ့နော် infection ဆိုတဲ့နေရာမှာစီးပိုးဝင်တာဖြစ်နိုင်တယ် pneumonia အဆုတ်ရောင်ရမ်းတာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် gallbladder เนาะဒီသဲချေရောင်တာမျိုးတွေဖြစ်နိုင်တယ်ဘလို့ယောဂမျိုးမဆိုဖြစ်နိုင်ပါတယ်ပုံမှန်ဆိုရင်ကျမတို့သိတာကဆိုရင်အဆုတ်ရောင်ရင်ချောင်းဆိုးမယ်ချောင်းဆိုးမဲ့အဖျားရှိမယ်ပေါ့နော်သို့ပေမဲ့လူကြီးပိုင်းနေမှာဆိုရင်တို့ကအဲ့လိုမျိုး present မလုပ်ဘဲနဲ့ရုတ်တရက် acute confusion နော်ကြောင်6ချာဖြစ်ပြီးတော့ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေမျိုးဖြစ်သွားတာမျိုးနဲ့ atypical presentation ပုံမှန်မဟုတ်တဲ့ presentation မျိုးနေနဲ့လာတတ်တယ်ဒုတိယ
comment ဖြစ်တာကတော့ dehydration လို့ခေါ်တဲ့ရေဓာတ်ခန်းချောက်မှုဘယ်လိုမျိုးမှာဖြစ်တက်လဲဆိုတဲ့အခါကျတော့ဥပမာဝမ်းနေအရန်လျှော့တာတို့เนาะအထက်လန်အောင်လျှော့ဖြစ်ပြီးအခါကျတော့ electrolytes တွေ potassium တွေရေဓာတ်တွေဆုံးရှုံးသွားမယ်ဒီလိုမျိုးအခြေအနေမှာဖြစ်နိုင်တယ်တချို့ကျတော့လေ medication side effect ကြောင့်မလို့လည်းဖြစ်ပါတယ်ဖြစ်တတ်ပါတယ်နောက်ဆုံးဆိုပေမဲ့အရန်အရေးကြီးတဲ့တစ်ခုကတော့ stroke ပေါ့เนาะလေဖြတ်ခြင်းဒါမှမဟုတ်ရင်လည်းဒီနှလုံးသွေးကြောပိတ်ခြင်းပေါ့ဒီလိုယောဂအခြေအနေဖြစ်လာပြီဆိုရင်เนาะဒီလိုမျိုးအုံနောက်ကနေပြီးတော့ဒီ blood flow blood supply နေနေသွားမယ်ဒါမှမဟုတ်အဆုတ်ကနေပြီးတော့ဒီအောက်ဆီဂျင်တွေနေသွားမယ်ဒီလိုအခြေအနေမျိုးမှာဆိုရင်ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာတယ် blood gases ပြောင်းလဲမှုတွေเนาะ perfusion the blood flow blood supply ပြောင်းလဲမှုတွေဖြစ်လာတဲ့အချိန်မှာဆိုရင်သူတို့က acute confusion delirium ဆိုတဲ့ medical condition နဲ့ present လုပ်တတ်ပါတယ်အဲဒီတော့ဒီလိုယောဂတွေဆိုတာဆိုရင်ချက်ချင်းเนาะအမြန်ဆုံးရှာဖွေတွေ့ရှိပြီးအမြန်ဆုံးကုသမှုကိုခံယူသင့်တဲ့ယောဂတွေOkay, so ကျမတို့ကဘာဖြစ်လို့ delirium ကိုအမြန်ဆုံးသိရှိပြီးတော့ကုသမှုခံယူသင့်လဲဆိုရင်သူက medical emergency ဖြစ်တယ်ခုနကျမပြောပြသွားတဲ့ medical and surgical condition တွေကိုမှတ်မိမယ်ထင်ပါတယ်ပြီးတဲ့ခါကျတော့သူကစောစီးစီးကုသမှုခံယူနိုင်ရင်သူကเนาะ result ကလည်းကောင်းတယ်ပြန်ပြီးတော့လည်းrecovery အမြန်ဆုံးပြန်လည်ရရှိနိုင်တဲ့ယောဂအခြေအနေမျိုးတော်တော်များများပါဝင်တဲ့အတွက်ကြောင့်မလို့အရန်ရေးကြည့်ပါတယ်ကုသမှုအမြန်ခံယူရပါမယ်ဆိုတော့ကျွန်မဒီနေ့နော် sharing လုပ်ပေးသွားတဲ့ဒီ medical knowledge delirium acute confusion မှာဆိုရင်ကျွန်မဘယ်လို message တွေကိုပေါ့နော်မှတ်မိစေခြင်းလဲဆိုရင်လူကြီးတယောက်ပေါ့နော်အသက်ကြီးပိုင်း60-65နှစ်အထက်ပိုင်းရှိတဲ့လူကြီးတယောက်ခါဆိုရင်ရုတ်တရက်ကြံနေဖြစ်မဲ့စိတ်တွေရှုပ်ထွေးမဲ့ confusion တွေနဲ့ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေတွေအပြောဆိုအပြုမှုတွေမမှန်ကန်မတော့ဘူးရုတ်တရက်ဖြစ်လာရဲဆိုရင်ဒါက delirium ဖြစ်နိုင်တယ်ဆိုတာကိုပေါ့နော်အမြန်ဆုံးသိရှိပြီးတော့အမြန်ဆုံးယောဂကိုရှာဖွေပါအမြန်ဆုံးနဲ့ထိရောက်စွာကုသမှုကိုခံယူသင့်ပါတယ်ဆိုတော့ဒါကျမရဲ့ Dr. Khai Essential Cherry Health Care ပေါ့နော်ရည်ရွယ်ချက်နဲ့ဆောင်ပုဒ်လေးပါပျော်ရွှင်ကျန်းမာတက်ကြီးကပါကိုကျမတို့ကနေပြီးတော့ medical knowledge လေးကို sharing လုပ်ပေးခြင်းအပြင်တစ်ဖက်တစ်လမ်းကနေပြီးတော့မိသားစုတွေအားလုံးကိုယ့်ရဲ့မိဘဆွေမျိုးတွေကိုကူညီဆောင်ရှောက်နိုင်ကြပါစေဟုတ်ကဲ့ပါကျမရဲ့ Dr. Khai Essential Cherry Health YouTube channel လေးကနေပြီးတော့ sharing လုပ်ပေးတဲ့ medical knowledge တွေလေးကိုနားထောင်ခြင်းအပြင်စိတ်ပညာဘူးတုတာတွေတိုးတက်စေမယ်လို့ကျမယုံကြည်ပါတယ်နောက်ထပ်လည်းကျမကိုပြောပြဆွေးနွေးပေးစေခြင်းနဲ့ medical topic လေးရှိရင် comment မှာရေးသားနိုင်ကြပါတယ်like share and subscribe လုပ်ပြီးတော့လည်းနောက်ကျမဆက်ပြီးတော့ပတ်တူးမှာဆွေးနွေးပေးမယ်delirium and dementia ကွဲပြားခြားနားမှုတွေကိုဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးလိုရာဆန္ဒတွေပြည့်စုံကြပါစေလို့ကျွန်မကဆုတောင်းမေတ္တာပို့လိုက်ပါရရှင်နောက်ထပ်ပြီးတော့တွေ့ဆုံကြရအောင်